္ဂလာပါရှင်။ချောင်းစုံမြို့နယ်ပြည်သူ့စာကြည့်တိုင်းမှာကြိုဆိုလိုက်ပါရရှင်။ချောင်းစုံမြို့နယ်ပြည်သူ့စာကြည့်တိုင်းမှာဆိုရင်တော့ချောင်းစုံမြို့ပေါ်ချွန်းတာရခံပါပြီ။တမင်ပရန်လန်းကနေတက်ဆင်းလာပြီးတိုးချဲရက်ကွက်စုပေါင်းရဲ့အဝင်ဝမြို့နယ်တရေအုပ်ချုပ်ရေးမှူးရုံးရဲ့မျက်နှာချင်းဆိုင်မှာတရှိပါရရှင်။စာကြည့်တိုင်းရဲ့လက်ဝဲဘက်မှာမြမလေယာဖွံ့ဖြိုးရေးဘဏ်ခွဲရှိပြီးလက်ရဘက်မှာတော့စီမံကိန်းရုံးလန်းရှိပါရရှင်။စာပေချစ်သူစာပေရိတ်တက်များရှင်။ချောင်းစုံမြို့နယ်ပြည်သူ့စာကြည့်တိုင်းမှာဆိုရင်တော့ Digital Library Management System DMS စနစ်ကို3.5ရက်နေပြီဖြစ်တဲ့ကြောင့်စာပေရိတ်တက်များအနေနဲ့တုဒ္ဒစာအုပ်များကိုစာအုပ်အမည်စာရေးသူအမည်ပြောပြရုံနဲ့ချိန်ကုန်သက်သာပြီးလွယ်ကူလျင်မြန်စွာခမိတ်9ရန်ဖတ်ရှုနိုင်ပါပြီပဲဖြစ်ပါရဲ့ရှင်။ချောင်းစုံမြို့နယ်ပြည်သူ့စာကြည့်တိုင်းမှာဆိုရင်တော့စာပေရိတ်တက်ကလေးလူကြီးအကြိုက်တုဒ္ဒစာအုပ်ပေါင်း6619အုပ်နဲ့ရသစာအုပ်ပေါင်း6010အုပ်ကိုတဦးလင်2အုပ်လုံးဖြင့်9ရန်ချင်းတစ်ပတ်ကြာခမိတ်9ရန်ဖတ်ရှုနိုင်ပါတယ်ရှင်။ပြည်သူ့စာကြည့်တိုင်းနဲ့ကလပ်မှာတော့ကလေးများအကြိုက်ကလေးစာပတ်ကန်ဖွင့်လှစ်ထားရှိပြီးကျော်စင်စရာကလေးတို့ကဘာစီစဉ်ဖြင့်ကာယညာနာဖွံ့ဖြိုးတိုးတက်စေဖို့ငင်းကစားနည်းများစာဖတ်စွမ်းရည်ပြိုင်ပွဲများကိုပြုလုပ်ပေးနေပြီးကလေးများအကြိုက်အယုတ်ဆက်စီရောင်ကျဲစကပုံဆက်ကစားနည်းများနဲ့ကလေးတို့အကြိုက်စောင်းအပေါင်းစုံကိုလည်းလာရောက်လေ့လာဖတ်ရှုနိုင်ပါတယ်ရှင်။စာပေပရိသတ်များရှင်ချောင်းစုံမြို့နယ်ပြည်သူ့စာကြည့်တိုင်းမှာဆိုရင်တော့နိုင်ငံတော်ပြန်တမ်းများနေ့စဉ်ထုတ်သတင်းစာများအားကစားဂျာနယ်များနှံယူဖတ်ရှုနိုင်မဲ့အပြင်ပြန်ကြားရေးဝန်ကြီးဌာနမှထုတ်လွှင့်ပေးနေတဲ့MOI, M2, MRTV mobile application များကို QR code များနဲ့အလွယ်တကူ download ရယူအသုံးပြုနိုင်ပြီဖြစ်တဲ့အတွက်ကြောင့်ကျမတို့ရဲ့ချောင်းစုံမြို့နယ်ပြည်သူ့စာကြည့်တိုင်းမှာဆိုရင်တော့ပြည်သူများအတွက်အသိပညာဘူးတုတ္တများတို့မိရာပညာပန်တိုင်းအဖြစ်လာရောက်လေ့လာငှားရမ်းပတ်ရှုနိုင်ပါကြောင်းဖိတ်ခေါ်အပ်ပါရရှင်။အောင်ဝဲအတန်တွေပို့ထရှမ်းနိုင်ငံတော်နဲ့ပြည်သူများတည်ပြန်လာ